အရန်လာပြီမဲ့ကတ်ဝတ်မလျှောက်တက်လို့ Miss Universe မြန်မာတရဖူးနဲ့မထိုက်တန်မှုဆိုပြီးလူပြောများနေတဲ့ May Grace Perry ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ May Grace Perry ဟာဩစတြေးလျမြန်မာကာပြားမလေးတအုပ်ဖြစ်တဲ့အတွက်သူမရဲ့အနောက်တိုင်းဆန်တဲ့ထူးခြားတဲ့အလားတရားတွေကြောင့်ပြိုင်ပွဲမစခင်ကတည်းကပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားသူဖြစ်ပါတယ်။ဩစတြေးလျမှာပညာသင်ကြားခဲ့သူဖြစ်လို့ပညာရေးချင်းပိုင်းမှာလည်းထိပ်တန်းမှာရှိနေသူဖြစ်တာကြောင့်သူမကိုတရဖူးစောင်းနိုင်မဲ့အလားအလာရှိတဲ့သူအဖြစ်အားလုံးကမျှော်လင့်ထားခဲ့ကြတာပါ။ဒါပေမဲ့preliminary round ရှင်ပြိုင်မှုမှာတော့သူမရဲ့ performance နဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများအပြားထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့် swimsuit round နဲ့တခြားရှင်ပြိုင်မှုတွေမှာအလောက်မဲ့တယောက်လိုအပ်တဲ့ကိုနေဟန်ချနဲ့ catwalk လမ်းလျှောက်ပုံတွေဟာထင်ထားသလောက်ကျွမ်းကျင်မှုမရှိတာကိုတွေ့လိုက်ရတဲ့အတွက်ပရိသတ်တွေကအတော်လေးအားမလို့အားမရဖြစ်ခဲ့ကြတာပါ။နိုင်ငံတကာအကဲဖြတ်တိုင်းတွေနဲ့ကြီးစုသူတွေအကြားမှာလေသူမဟာအခုလက်ရှိအခြေအနေတိုင်းဆိုရင် Miss Universe မြန်မာဖြစ်ဖို့ထိုက်တန်ရဲ့လားဆိုရဲအငြင်းပွားမှုတွေရှိလာခဲ့ပါတယ်။ရုပ်ရည်အလွန်လှပပြီးအရေးချင်းရှိပေမဲ့လည်းပြိုင်ပွဲကြီးရဲ့အဆင့်အတန်းနဲ့လိုက်ရောညှိထွေးဖြစ်တဲ့ performance ကိုမပြသနိုင်တာဟာသူမအတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ပရိသတ်ကြီးအနေနဲ့ရော May Grace Perry ရဲ့အလားတရားတွေကိုပဲကြည့်ပြီးတရက်ဖို့ပေးတဲ့နယ်လို့ထင်ပါသလား။ဒါမှမဟုတ်တခြားအရေးချင်းရှိတဲ့အလားမယ်တွေကပဲပိုပြီးထိုက်တန်တယ်လို့ထင်မြင်မိသလား။အမြင်လေးတွေကိုလည်းcommentမှာပြောပြပေးခဲ့ကြပါအောင်ရှင်။